ဒီဆက်ရုပ်ကမနှက်ဖြန်အလုပ်လုပ်တော့မယ် ဒါကနေဖွဲ့စည်းရဲ့ပုံစံလေးပါ AI ဟပ်မြန်မာကနေကြိုဆိုပါတယ် မဘရားတွေကို ဒီလိုမျိုးမြန်မာစကားပြော AI ဗီဒီယိုတွေဘယ်လိုဖန်တီးမလဲ ဒီပုံကိုရှ ပုံ င်း လေး ပြ ဘယ်လို ပေး ထုတ်ရ ပါ မလဲ ဒီ mission က ဟုတ်ကဲ့ဒီနေ့ဗီဒီယိုမှာတော့ Gemini Enterprise Business ကနေ Video 3.1 First နဲ့ Lanza အမိုက်ဆုံးမြန်မာစကားပြောတဲ့ AI ဗီဒီယိုတွေကိုအခမဲ့ free ကတ်တမရှိဘယ်လိုထုတ်မလဲဆိုတာနဲ့ Nano Banana Pro နဲ့ပုံလေးစိတ်ချက် free ကတ်တမရှိထုတ်လေးစစ်စင်ကိုရှင်းပြပေးတော့မှာဖြစ်ပါတယ်ပတ်စံတရားမှာပေးစရာမလိုပါဘူး Gmail တောင်မလိုပါဘူးဒါပေမဲ့သူကတစ်လပဲ free ရပါမယ်တစ်လပြည့်ရင်ပတ်စံနဲ့ဝင်မှာဆက်သွင်းလို့ရမှာဖြစ်ပါတယ်စိတ်ပူပါနဲ့ message တိတ်ကတ်ထဲကနေပတ်စံမဖြစ်ပါဘူးဘာကတ်မှလည်းထည့်စရာမလိုပါဘူးကဲဘယ်လိုသုံးရမလဲဆိုတော့အတူတူကြည့်လိုက်ကြအောင်ဗျာပထမဆုံး Chrome ကိုဝင်ပါမယ် search bar မှာ Gemini Enterprise လို့ရှာပါမယ်ဒီ link ကိုဝင်ပါမယ်က status ကိုနှိပ်ပါမယ် step 30 day trial ကိုနှိပ်ပါမယ်ကျွန်တော်ကအကောင့်ဝင်ပြီးသားမို့စိုင်းရင်ပဲနှိပ်လိုက်ပါမယ်တကယ်ကျွန်တော်က add another အကောင့်ကနေဝင်ပြီးတမ်မေးတစ်ခုထည့်လိုက်ရင်ရပါပြီကုန်တော့ပါတယ်ကိုယူဖို့တမ်မေးကိုတော့ပါမယ် set bar မှာတမ်မေးလို့ရရှာပါမယ်ဒီ link ကိုဝင်ပါမယ်ဒီထဲဝင်ပါမယ်ဒီကို copy ယူပါမယ်ဒီဘက်မှာ paste ချပါမယ် verify ကိုနှိပ်ပါမယ်โอเคဒါဆို Gemini Enterprise Business Account ပွင့်တော့ပါပြီဗီဒီယိုထုတ်ဖို့ channel video ကိုနှိပ်ပါမယ်နှုတ်ထက်က prompt ကို copy သွားယူပါမယ်ပြီးရင်ဒီမှာ paste ချပါမယ် submit ကိုနှိပ်မယ်ဒါမျိုးပေါ်လာရင် regenerate the response ကိုထပ်နှိပ်ပါသူကနည်းနည်းတော့စောင့်ပေးရပါတယ်โอเคဗီဒီယိုရပါပြီဒီဆက်ရုပ်ကမနှက်ဖြန်အလုပ်လုပ်တော့မှာပါ ဝါဇမ်ပိုက်တယ်မတ်စကလည်းလုံးဝပြီးတယ်ဘာတတ်မှလည်းမပါဘူးခွန်ဒီလည်းကောင်းတယ်ဒေါင်းလုပ်ဆွဲခြင်းဒေါင်းလုပ်ဗီဒီယိုဖိုင်ကိုနှိပ်ပါမယ်နှုတ်ထဲကနေဒုတိယ prompt ကို copy ယူပါမယ်Chrome နဲ့ပြန်ဝင်ပြီးဒီမှာ paste ချပါမယ်submit ကိုနှိပ်ပါမယ်ရပါပြီဖွင့်ကြည့်ပါမယ် ဤပညာသစ်များစမ်းသစ်တီထွင်မှုများနှင့်ပြည့်နှက်နေသောယနေ့အတွက်သတင်းများကိုတင်ဆက်ပေးပါမည် လုံးဝရမ်းမိုက်တယ်ဒီမှာစကားလည်းပြီးပါတယ် download ဆက်မယ်နှုတ်ထဲကတတိယ prompt ကို copy ယူပါမယ်Chrome နဲ့ပြန်ဝင်ပြီးဒီမှာ paste ချပါမယ် submit ကိုနှိပ်ပါမယ်ရပါပြီဖွင့်ကြည့်ပါမယ် ကမ်ဘာကြီးကအခုပိုလှပလာပါပြီ download ဆွဲပါမယ်ဒါတွေကဗီဒီယိုထုတ်ပြခဲ့တာပါဒီလိုမျိုးတစ်ရက်ကိုအများကြီးစိတ်ကြိုက်ထုတ်လို့ရပါတယ် nice ပုံတွေထုတ်ဖို့ new check ကိုတော့ပါမယ် create images pro ကိုနှိပ်ပါမယ် prompt ကိုနှုတ်ထဲက copy သွားယူပါမယ်Chrome နဲ့ပြန်ဝင်ပြီးဒီမှာ paste ချပါမယ် submit ကိုနှိပ်ပါမယ်ပုံရပါပြီရမ်းမိုက်ပါတယ်ပုံက watermelon ပါပါဘူးဒါမှဆွဲမယ်
ဒုတိယပုံထုတ်ဖို့နှုတ်ထဲကိုသွားမယ်ပြီးတော့ကို copy ယူမယ်ခရုံးနဲ့ပြန်ဝင်ပြီးဒီမှာ paste ချမယ် submit ကိုနှိပ်မယ်ပုံရပါပြီရမ်းမိုက်ပါတယ်တောင်းလို့နှိပ်မယ် browser 3ခုကနေ account 3ခုနဲ့တစ်တိုင်းနဲ့ထုတ်ပြပါမယ် Chrome မှာ video ထုတ်ဖို့နှုတ်ထဲကပရုံကို copy သွားယူပါမယ်Chrome နဲ့ပြန်ဝင်ပြီးဒီမှာ paste ချပါမယ်submit ကိုနှိပ်မယ်ဒုတိယတစ်ခု Microsoft Edge တွေကိုဝင်ပါမယ် search bar မှာ Gemini Enterprise လို့ရိုက်ချပါမယ် link ကိုဝင်ပါမယ် Cast data ကိုနှိပ်ပါမယ် Setup 30-day trial ကိုနှိပ်ပါမယ်ဒါကဒုတိယအကောင့်မှာ Microsoft Edge အကောင့်မှာ video ထုတ်ဖို့ generate a video ကိုနှိပ်ပါမယ်ပြီးတော့နှုတ်ထဲက copy သွားယူပါမယ် Microsoft Edge တဲ့ပြန်ဝင်ပြီးဒီမှာ paste ချပါမယ် submit ကိုနှိပ်ပါမယ်တတိယတစ်ခု Mozilla Firefox တွေကိုဝင်ပါမယ်search bar မှာ Gemini Enterprise လို့ရိုက်ချပါမယ် link ကိုဝင်ပါမယ် Cast data ကိုနှိပ်ပါမယ် Step 30-day trial ကိုနှိပ်ပါမယ်ဒါကတတိယအကောင့်မှာ Mozilla Firefox အကောင့်မှာ video ထုတ်ဖို့ generate a video ကိုနှိပ်ပါမယ်ပြီးတော့နှုတ်ထဲက copy သွားယူပါမယ် Firefox တဲ့ပြန်ဝင်ပြီးဒီမှာ paste ချပါမယ် submit ကိုနှိပ်ပါမယ် ဖုံမကြည့်စမ်းအရန်လှတယ် တကယ့်ကိုအံ့ဥဖို့ကောင်းတယ် ဒီပွဲတော်ကအမြဲတမ်းအကောင်ဆုံးပဲ ဒါက Firefox က video ပါ စိုက်ခင်းအခြေအနေစစ်ဆေးပါပိုးမွားကင်းစင်မှုတေချာပါစေလိုအပ်တယ်လို့စေးဖြန်းပါ ဒါက Chrome က video ပါ မြို့ရဲ့သမိုင်းကြောင်းကရှီလျားပြီးတော့အခုလိုခိတ်မီတဲ့နီးပညာတွေနဲ့ပေါင်းဆက်ထားတာကတကယ့်ကိုအံ့နုဖို့ကောင်းပါတယ် ဒါက Microsoft Edge က video ပါဒီနည်းလမ်းတွေနဲ့ video တွေစိတ်ကြိုက်ထုတ်လို့ရပါတယ်အခုပြောပြခဲ့တဲ့နည်းလမ်းလေးကတော့ Gemini Veo 3.1 Fast နဲ့ Nano Banana Pro တို့ကိုအခမဲ့စမ်းသပ်အသုံးပြုနိုင်တဲ့လိုအပ်ချက်လေးတွေပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကတင့်တော်ကြိုးရှိတယ်ဆိုရင် like and subscribe လေးနှိပ်ပေးခဲ့ပါဦးဗျာနောက်ထပ် AI နည်းပညာသစ်တွေကိုလည်းဆက်လက်တင်ဆက်ပေးတော့မှာမို့ခေါင်းလေးကိုနှိပ်ထားဖို့မမေ့ပါနဲ့နော်လိုအပ်ချက်ရှိရင် comment မှာမှန်ခဲ့ပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်